ပြင်ကဟိုတညီတညာကွဲနေထိတ်ကတိုင်းတဲ့အလေရတိုင်းနဲ့ပညာတိုင်းတိုင်းကြိုက်တဲ့နေရာကတိုင်း10 မီတာအကွာဝေးရှိတဲ့တောင်ကြားအဲ့ဒီတောင်ကြားရဲ့အောက်ခြေမှာအင်တာဂျီစီတန်နဲ့စံနှုန်းရှိအဲ့ဒါကို location လို့ပေါ့နော်ကျွန်တော်တို့ဒီအခင်းကျင်းပေါ့နော်အဲ့ဒီတောင်ကြီးမှာကျက်စားတောင်စိတ်ကြီးကျက်စားပါတောင်စိတ်ကကျွန်တော်ရက်ွက်ထပ်မြင်တဲ့စိတ်တွေနဲ့ဘာကွာလဲဆိုရင်အသွင်ပြားဖြင့်အထီးအမောင်အကောင်ပိုကြီးတယ်အထီးအမောင်ဂျိုပါတယ်မုတ်စိတ်တွေပါတယ်အဲ့ဒီကာလာကတရုတ်နိုင်ငံမှာတဲ့တောင်စိတ်စီတစ်ချက်သားဟာရွှေတစ်ချက်သားတဲ့ဈေးကောင်းရတယ်96ပါ9ပါးတွေပျောက်တယ်လို့ယုံကြည်လို့တနေ့ကျတော့မုတ်ဆိုးတတိုက်ကအဲ့မှာတောင်စိတ်တအုပ်ကိုမတွေ့အဲ့ဒါတော့ရွှေရိုးတွေ့လို့ရမ်းဝန်းတော့ဒါပေမဲ့အဲ့တောင်စိတ်တွေပြစ်ဖို့မလွယ်ဘူးလေဘာကြောင့်လဲဆိုရင်တောင်စိတ်ထီးတစ်ကောင်ကတစ်ခါခုံရင်6 မီတာခုံနိုင်အမားတစ်ကောင်က6 မီတာနီးပါးခုံနိုင်တယ်အဲ့အထီးနဲ့အမားရဲ့တူတဲ့အကြီးချင်းကတစ်ခါခုံလိုက်တာနဲ့ခွာတိပဲထောက်ကြစရာနေရာမလိုဘူးခွာတနေရာစားအမှားရှိရင်အဲ့မှာထောက်ပြီးတော့ထပ်ခုံသွားလို့ရအဲ့မှာ TV4 မှာ Discovery မှာခဏလာပါတယ်လို့ခုံလိုက်တယ်ခုံပြီးလို့ရှိရင်ပြန်ကြခွာတထောက်စားရရင်အဲ့မှာထောက်စခုံအဲ့တော့မိုးစိုးကောင်းတော်သူတွေ့တယ်ဘာပြောလဲဆိုတော့မင်းတို့ရမ်းမပြင့်နေတယ်ပြင့်အဲ့ကောင်ကြီးအခုံပြန်ကြော်လာတဲ့ကောင်းအကုန်လုံးမိမှာမဟုတ်ဘူးအဲ့လိုလွတ်ကုန်နေပဲဆရာဘာလုပ်ရမလဲဆိုတော့ဒီတောင်ထိပ်ရောက်မောင်းတင်တယ်အောက်ကနေပြီးတော့ညာတံပေးပြီးမောင်းတယ်တောင်စိတ်တွေရှက်ပြီးမိုးစိုးတွေကနောက်ကလိုက်နောက်ဆုံးကြတော့ဒီတောင်ထိပ်ကိုတောင်စိတ်တွေရောက်သွားတဲ့အချိန်မှာဒီဘက်ကိုခုံလို့လှမ်းကြည့်လိုက်တော့ခုံနိုင်နာက6 မီတာကွာတာ10 မီတာအဲ့တော့ခုံလို့မလွတ်ဘူးဆိုပြီးတော့နောက်ပြန်လှည့်တော့အောက်ကတနတ်နဲ့ချိန်ထားတယ်တနတ်နဲ့ချိန်ထားပြီးအောက်ဆင်းလို့လည်းမရတော့အဲ့မှာတောင်စိတ်ပိုင်းတစ်ကောင်အောက်ကိုပြေးဆင်းလာဘိုင်းဆိုတစ်ချက်ပဲပြပြအဲ့တောင်စိတ်ပိုင်းဘိုင်းနဲ့လဲကြောက်အဲ့မှာအောက်ဆင်းပြစ်တယ်ဆိုတော့သူသိပါသိတော့တောင်စိတ်ကလေးတစ်ကောင်ကလွတ်လို့မလွတ်ကွာဆိုလက်ခုံလိုက်ကြ6 မီတာလဲကြောက်အောက်ပြုတ်ကြရေထဲကြောက်သွားတယ်ဝမ်းနေဆိုတက်သွားမျောပါအဲ့ဒီချိန်မှာတဲ့မိုးစိုးကောင်းတော်အတွေးပြောင်းသွားတယ်အဲ့ငါတို့ပြစ်လို့ရှိရင်ကြောက်ပြီးတော့တောင်စိတ်ကလေးလိုခုံနေလို့ရှိရင်စံချောင်းနဲ့မျောပါသွားမယ်တောင်စိတ်တွေလက်လွတ်ကုန်လိမ့်မယ်အဲ့တော့မပြစ်နေအောင်ဆိုပြီးတော့သူ့တစ်ဖက်3 ယောက်ကိုမင်းတို့အောက်ပြန်ဆင်းမင်းတို့စမ်းချောင်းရောက်တော့မှအချက်ပေးခရမဟုတ်လဲအဲ့ကြတော့မှစပြစ်မယ်